ဇန်နဝါရီလ9ရက်နေ့မှ6ရက်နေ့တို့တွင်20ကျင်းမြောက်အခါတိုင်းသားမြို့ဖလာကာထောင်ဖပွဲတော်ကိုနှစ်ပန့်ခဲမိုင်းစောတိုင်နဲ့နာဆပ်ဖွေရင်ဖြစ်နိုင်စီကားတိုက်မြက်စွာကျင်းပပြုလုပ်ခဲ့ရာငင်းချင်းနှင့်စီလုံးရေးကော်မတီသူ့ကထများဖြစ်ကြသည့်ဦးဆောင်ဘူးဦးဆောင်လူအမြဲတမ်းကော်မတီဝင်များအတူရမှုအဖွဲ့ဝင်များညီနောင်ဖွဲ့စည်းများမှကိုယ်စားလှယ်များအလွာတိတိမှကိုယ်စားလှယ်များတရုတ်နိုင်ငံလာအိုနိုင်ငံတို့မှအခါတိုင်းသားကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းသိရပါတယ်ခါထုံဖတ်ဆိုသည်မှာအရာအလုံးအတိတ်ကပြန်စားသည်ဟုအနက်သေးပဲရပြီးအခါတိုင်းသားများ၏အကြီးကျယ်ဆုံးသောလူရပွဲတော်တစ်ခုဖြစ်ကြောင်းပွင့်ပွဲခမ်းနားမစသည်မီအခါတိုင်းသားများ၏လူရပူဇော်ဆုတောင်းခြင်းခမ်းနားကိုဥစွာပြုလုပ်ခဲ့ကြောင်းအတိတ်ပဲမှာတဘောတရားကိုရိုသေလေးစားခြင်းရင်းချက်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ချီးမွမ်းဂုဏ်ပြုခြင်းနှင့်နှစ်သက်အတွက်တောင်းဆိုပြုခြင်းတို့ဖြစ်ပါတယ်မိမိတို့ဒေသသည်တိုင်းရင်းသားတန်းတူညီမျှရေးဆိုင်ရာတဘောခံယူချက်ကိုစုပ်ကိုင်ထား၍ပဒေသာဆောင်တိုင်းရင်းသားများ၏ရိုးရာယဉ်ကျေးမှုနှင့်လွတ်လပ်စွာယုံကြည်ကိုးကွယ်ပိုင်ခွင့်တို့ကိုလေးစားလိုက်နာရန်အာမခံချက်ပေးလက်ရှိကြောင်းယခုတစ်ကြိမ်ခါထောင်ဖပွဲတော်သည်အခါတိုင်းရင်းသားများ၏တမှုထူးခြားသည့်အလေ့အထများလက်မှုပညာများနှင့်အစားအစာများကိုထုတ်ဖော်ပြသပြီးပဒေသာဆောင်တိုင်းရင်းသားများအချင်းချင်းအပြန်အလှန်ဖလှယ်သည့် platform တစ်ခုကိုတည်ဆောက်ပေးနိုင်ခဲ့ပါတယ်ပွဲတော်တွင်တိုင်းရင်းသားရိုးရာအကများယဉ်ကျေးမှုပြပွဲများရိုးရာအားကစားပြိုင်ပွဲများစုံလင်စွာပါရှိပြီးမြေပုံပပတ်လက်တွင်ဝိုင်းဖွဲ့ကခွန်ကြသည့်စုပေါင်းကသည်လည်းပွဲတော်၏အရှင်ကိုအမြင့်ဆုံးရောက်ရှိစေခဲ့ပါတယ်။ယခုတစ်ချိန်အခမ်းအနားသည်အခါတိုင်းရင်းသားများ၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကိုလက်စစ်ကမ်းပေးနိုင်ခဲ့ရုံသာမကဒေသအတွင်းရှိပြည်သာဆောင်တိုင်းရင်းသားများစီလုံးညီညွတ်စွာတဟဆာဒဖြစ်စွာနေထိုင်နေသည့်ပုံရိပ်ကိုမြင်မောင်ထုတ်ပြလျက်ရှိကြောင်းဒေသအနေဖြင့်လည်းပြည်သာဆောင်တိုင်းရင်းသားများ၏ရိုးရာယဉ်ကျေးမှုများအတူတကွဖွံ့ဖြိုးတိုးတက်လာအောင်အားဖြည့်ဖော်ဆောင်ပြီးပုံမဖွံ့ဖြိုးတိုးတက်သည့်အနာဂတ်ကိုအတူတကွဖန်တီးသွားကြမည်ဖြစ်ကြောင်းတည်တင်ဆက်လိုက်ပါရရှင်